bicep curls လက်မောင်းသားလေးတွေထွက်ဖို့လဲ TRX ကိုအသုံးပြုပြီးတော့လုပ်လို့ရတယ်ကိုယ့်ရဲ့ခန္ဓာကိုယ် weight ကိုပဲ TRX နဲ့အသုံးချပြီးတော့ bicep curls လုပ်ကြမယ်အရင်ဆုံး TRX ရဲ့အမြင့်ကိုကိုယ်ပခုံးနေရာလောက်မှာထားမယ်ပြီးတာနဲ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ weight ကိုဒီပေါ်မှာထားမယ်ဆွဲပြီးတော့ဒီမှာ bicep လေးတွေပဲအသုံးချပြီးတော့ခန္ဓာကိုယ်ဆွဲမှမယ်လုံးဝကိုေးပြီးတော့ကျစ်သွားတဲ့အထိဆွဲကွေးမယ် curls လုပ်မယ်ဖြည်းဖြည်းချင်းပြန်လှုပ်မယ်ပြန်လှုပ်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ weight ကိုသုံးမယ်နော်ဆွဲအတင်ပါတယ်မဟုတ်ဘူးပြန်လှုပ်မှလည်းခန္ဓာကိုယ်ရဲ့ weight ကို bicep လေးတွေကထိန်းပြီးတော့ဆွဲဖြတ်ရမှာဖြစ်တယ်ပေါ်ကျိုး tension လုံးဝရောမသွားစေနဲ့ပို့ပြီးတော့ weight များခြင်းခန္ဓာကိုယ်နည်းနည်းပို့ပြီးတော့ခိုလိုက်မယ်ဒါမှအပြင်ကိုကားမသွားစေနဲ့ bicep လေးတွေပဲတေချာသုံးပြီးဆွဲညှစ်မယ်ပြန်အချမှာလဲ bicep လေးတွေကိုပဲသုံးပြီးတော့ဖြည်းဖြည်းချင်း short ချမယ်အတက်အဆင်းမှာခိုင်းအောင်မကြစေနဲ့တင်ပါးကြီးလည်းကော့မထားဘူးခါးလေးကိုတေချာလေးဖြောင်းထားမယ်weight များတယ်နည်းနည်းပြန် short မယ်